ဒါမန္တလေးတိုင်းပလိတ်အုပ်စုစိတ်သက်သာရွာကအိမ်ခြေ20နဲ့5လုံးပေါ့နော်ချောင်းကန်းတစ်ပေးမှာပြိုကျသွားတယ်ပေါ့နော်ဒါပြိုကျသွားတာဒီနေ့ကမဟုတ်လားဒီမအိမ်နေအကုန်လုံးဦးလေးခဏလာပါဦးဦးလေးလာပါဦးဒီမှာခဏရပ်ပါဦးဦးလေးနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်ကိုတင်ကိုပါကိုတင်ကိုနော်ဟုတ်ကဲ့ဒီမြေကြီးတွေကပြိုကျသွားတာလားဟုတ်ကဲ့ငရေလုံးပြိုကျသွားတာဒီချောင်းတစ်ပေးမှာအကုန်လုံးဟုတ်ကဲ့အိမ်နေဘယ်နှလုံးလဲအကုန်လုံးအိမ်ကြီး25လုံး25လုံးနော်ဟုတ်ကဲ့အဲ့ဒီ25လုံးလုံးကအခုနေတရားနေရာရောရှိလားမရှိပါဘူးမရှိတော့ဟိုစားအိမ်နေပြန်မဆောင်နိုင်တော့ဘူးပေါ့နော်ဟုတ်ကဲ့မဆောမြေလည်းပြန်ဝယ်ရမှာပေါ့နော်ဟုတ်ကဲ့အခုတော့ဒီကကြောက်ဖြစ်သွားပြီဆိုတော့လူနေလို့မရတော့ဘူးလုံးဝဟုတ်ကဲ့လူနေလို့မရတော့ဆောက်ပြီးတော့နေလို့မရတော့ဘူးနော်ဟုတ်ပါကျွန်တော်အဲ့ဒီနေရာကိုခဏသွားအောင်ပေါ့နော်ဟုတ်ဒီမှာတော့ကျွန်တော်ပြိုသွားတဲ့အိမ်လေးတွေကျွန်တော်လိုက်ပြပါမယ်ဒီမှာပြိုသွားတဲ့အိမ်25လုံးပေါ့နော်ဒီမှာညီကြီးတွေပြိုသွားတာဟိုမှာဒုဒ္ဒဝတီမြစ်ဒီအိမ်က3ယောက်တက်ဒီက3ယောက်တည်သွားလားဟုတ်ဒီအိမ်နဲ့33ယောက်တည်သွားနော်ဒီမှာမောဒီဘာမှကျွန်တော်ဒီနေ့လှူမှနော်ပတ်ဆက်ပြောပြီးသွားလားညီမဟိုမိသားစုတွေဒီထဲမှာဆုံးသွားတာဟုတ်လားဘယ်နေရလဲတရားကျမတားတယောက်ရဲ့ညောင်းမတားတမီးတယောက်ရဲ့ဒီရဲ့တမီးတယောက်ရဲ့အခုနေတဲ့အိမ်မရှိတော့ဘူးပေါ့အိမ်ပြိုသွားတယ်ပေါ့နော်ဒါအရင်တော့ဒီနေရာမှာဘယ်လိုနေကြတာလဲလားဝယ်ပြီးနေတာလားဟုတ်တယ်ဝယ်နေရတာအခုနေတရားနေရာမရှိဘူးပေါ့နော်မြေပြန်ဝယ်ပြီးတော့အိမ်ပြန်ဆောက်နေဖို့ပတ်ဆက်လည်းမရှိတော့ဘူးပေါ့နော်ဟုတ်ရတရား2သိန်းကျွန်တော်ပေးတယ်နော်ကျွန်တော်မနေ့ကဒီများစုတာလေးလည်းပြန်ပေးမယ်နော်ရပေးလိုက်အမဆက်ပေးလိုက်နော်ငါညီမနော်အေးရပြီနော်ပြည့်တည်းတခါလေးပေးလိုက်ရတယ်နော်ဒီမှာတော့စာအိတ်တွေရောနော်ဒုဘက်ဆိုကျွန်တော်စာအိတ်တွေရောပေးတယ်နော်ကဲဟိုစာအိတ်တိုင်းနော်ဒီမှာကြောက်လို့တော့ခဏလေးတိုင်2သိန်းနော်မနော်2သိန်းနော်2ယောက်3ယောက်2သိန်း5ယောက်6ယောက်9ယောက်25အိမ်နော်9ယောက်10 11 12 13 14 15 16 17 18 19တမီးအိမ်တော်နဲ့လားမရှိပါဘူးမရှိဘူးလားသူကသူ့မေးစားစားထုတ်ဒီလူလေးတွေမပြန်သေးတဲ့ဟုတ်တော့ကျွန်တော်25အိမ်ပြေးလာမပြေးတာပေါ်သွားတယ်ကျွန်တော်ပတ်25အိမ်တန်းစီပေးပါနော်25အိမ်ပေးမယ်နော်ဟုတ်ပြီ25အိမ်ဒီကားတော့ယူပါ25အိမ်တစ်ချက်လေးတန်းစီပေးပါအောင်နော်ခဏလေးနော်တန်းစီပေးအောင်နော်25အိမ်နော်အေး25အိမ်တန်းစီပေးလို့ပြောတာမရှိဘူးပြီးသွားနော်ဒီမှာဆန်လေးတဲဦးလေးတဲဟုတ်ပြီနော်25အိမ်နော်ပြောခဲ့တဲ့ဟိုတဲ့အိမ်နဲ့25အိမ်နော်ကိုပဲပေးလိုက်အမဒီမှာအိမ်နေပြိုသွားတာပေါ့နော်ဒီမှာဒုဒ္ဒဝတီမျက်နှာချောင်းလေးမှာတက်တိုင်နေပါကျိုးလဲပြီးတော့ခုနပြောဟုတ်လားအဲ့လည်းမပါသွားသေးလဲမသိဘူးဘာမှတော့မရလိုက်ဘာမှပြန်မရဘူးလားအတွင်းပစ္စည်းတွေအကုန်လုံးပါသွားတော့ဗောနော်ဒီတိုက်ရင်လေးကဘယ်သူတိုက်ရင်လေးလဲဒီတက်တဲ့ဒီဘက်ကပါဖြစ်နှစ်ဖူးပေါက်တဲ့နှစ်ဖူးမှအနာနဲ့နှစ်ဖူးပေါက်တဲ့နှစ်ဖူးပေါက်သွားရလားသူလည်းပြန်ပြီးတော့မြေပြန်ဝယ်ပြီးနေရတော့မှာဗောကိုဝဲနေရအေးဗောနော်မြေပြိုသွားတာတဲ့ဒီမှာဒုဒ္ဒဝတီမြစ်မှာဒုဒ္ဒဝတီမြစ်ကိုလည်းမတက်ရဘူးကျိုးအေးအဲဒီမှာကျွန်တော်မိတယ်လောက်ရောက်ပြတယ်နော်ဒီမှာအိမ်နေ25လုံးဒီလိုတွေပြိုသွားတာ25လုံးဒုဒ္ဒဝတီမြစ်မှာဘေးနားမှာအိမ်ချံဝယ်ပြီးနေတာအခုဝယ်တရားနေရလည်းမရှိတော့ဘူးစောက်တရားလည်းမရှိတော့ဘူးလမ်းဘေးရောက်ကုန်ပြီအလူစင်လည်းမလာသေးဘူးတဲ့ဒီမှာဒီဘက်ကိုလာကြလိုက်နော်အမဆိုင်ရနော်ဆိုင်တိုင်းနဲ့ငွေကျ2သိန်းနဲ့စားတော့ဖွယ်ရတယ်ပြီးတော့နော်ဒီမှာဟုတ်ပါပြီကိုကြီးကတယောက်သာယူသွားမှာကျေးဇူးတင်ပါတယ်ကိုလည်းတော့ဒါဘလို့မှန်းထားလဲအဲ့ဒီပါအလူစင်ရမှအဲ့ပြန်ဝယ်နိုင်မှာပေါ့နော်မြေပြန်ဝယ်နိုင်မှာပေါ့နော်40ကျော်တဲ့တော့တွက်ကြုံနေပေါ့လေအေးအပြင်မှာတကွက်ဘယ်လောက်စီလဲဒီနားမှာဆိုရင်ကို46အနိုင်ဆုံးသုံးပါဆို
250 300ပတ်ချ အနေ့ဆုံးမြေခွက်တစ်ခွက်ဈေးကိုအဲ့လောက်ရှိတာလားဩပြချောင်းနဲ့တော်တော်ဝေးတယ်ကျွန်တော်ကြည့်တာဒီမှာနော်ချောင်းနဲ့အဝေးကြီးကိုအဲ့ဒါကိုပြိုကျသွားတော့နော် ဒီချောင်းနဲ့ဆိုရင်ဝေးကြီးဆိုရင်ပေ100ပတ်ချလေးလောက်ပေ100ကျော်တယ်ဟောလေဒီဟာဆိုကျွန်တော်တို့18ပေပေးနေတယ်တော့အောက်ကိုလေးပါတိုက်ပြီး အခုဘာမှမရဘူးတစ်ပဲရတော့မယ်ကျွန်တော်ကြည့်တာနော်အဲ့လိုနော်နောက်ဒီများလူလာလေးလက်ပြန်ပေးမယ်နော်ဒီညအလူခံပေးကြည့်ကြည့်အောင်မယ်နော်မတို့ဘွားကဒီပတ်စံနဲ့တိတ်နဲ့ဆန်တော့အဆင်မပြေဘူးလေနော်ကျွန်တော်လူခံပေးကြည့်ကြည့်မယ်နော်ဟုတ်တော်တော့မယ်နော်ဟုတ်